ဟုတ်ကဲ့ချစ်ခင်ရတဲ့မြန်မာ Star ပရိသတ်များရှင်စမွာတော့နှုတ်ဆက်တယ်လို့မပြောသေးခင်မှာစမတို့ screen မှာဒိုင်းသူကြီးမင်းတွေပေးထားတဲ့ပညာရှင်တွေရဲ့ပေးထားတဲ့အမှတ်တွေနဲ့အတူပရိသတ်တူတယောက်ချင်းစီကနေပြီးတော့ဒီမှာရှိတဲ့ညီမလေးတွေမောင်လေးတွေကိုပေးခဲ့တဲ့ vote အမှတ်တွေကိုပွင့်လင်းမြင်သာစွာပြမယ်လို့ပြောထားတဲ့အတိုင်းပဲစတင်ပြီးတော့ပြသပေးသားမှာဖြစ်ပါတယ်ရှင်ဒုတိယဘုရားသခင်ဖြစ်တဲ့ voting ကိုချစ်ငယ်မကြိုက်ဘူးချစ်ငယ်တို့အနည်းပညာလောကမှာလေချစ်စရာကောင်းတယ်လို့မုန်းစရာကောင်းတာလည်းရှိတယ်ငွေများငွေနိုင်ဆိုတာလည်းရှိတယ်အဲ့ဒါတွေအားလုံးဟာဟန်ဆောင်တဲ့ဘုံလို့ချစ်ငယ်ထင်တယ်တကယ်တော်တဲ့သူတွေဟာနေရာရချင်မှရမယ်တကယ်တော်တဲ့လူတွေကလည်းနေရာရချင်ရတယ်အားလုံးကခြုံကြည့်ရင်ဒုတိယဘုရားသခင်ဖြစ်တဲ့ငွေပဲအဲ့ဒီငွေကဘာကြောင့်လဲငွေများငွေနိုင်မယ် voting များရင်များသလိုအမှတ်ရမှာပဲအဲ့တော့ချစ်တယ်ဆိုလို့ခြင်းတဲ့သဘောကတော့တကယ်ကောင်းတဲ့အနုပညာရှင်တွေဆုံးရှုံးသွားတာလေဒီ voting ကြောင့်ပဲတကယ်တော်တဲ့လူတွေလည်းတက်လာတာကလည်းကံတရားနဲ့ကြိုးစားမှုကြောင့်ပဲဒုတိယဘုရားသခင်ဖြစ်တဲ့ voting ကိုချစ်ငယ်မကြိုက်ဘူးနောက်တစ်ခုကအနုပညာလောကမှာဟန်ဆောင်မျက်နှာဖုံးတွေကိုချစ်ငယ်မုန်းတယ်တကယ်မသားရပါတယ်ချစ်ငယ်တယောက်နဲ့တယောက်ချစ်တယ်ဆိုတာရင်ထဲကချစ်တယ်ဆိုရင်အနှစ်ရေရှည်ကြာတည်တံ့ခံမြဲတယ်အပေါ်ယံကြောနဲ့ချစ်တယ်ဆိုရင်ခဏပဲရတယ်ဘာကြောင့်လဲချစ်တယ်လို့အနုပညာလောကမှာနှက်ကောင်းနှက်တဲ့တည်ရှိတယ်ဟန်ဆောင်ရင်ခဏပဲရတယ်တကယ်ဝမ်းသာတာလားတကယ်ဝမ်းနေတာလားလူတွေရဲ့ emotion ကြည့်ပြီးတော့သိတယ်ဒါပေမဲ့ဒီကလေးတွေအားလုံးတော်ပါတယ် red zone မှာထိုင်နေတဲ့ကလေးတွေလည်းတော်တယ်ဟိုမှာထိုင်နေတဲ့ကလေးတွေလည်းတော်တယ်ဒါပေမဲ့ဘာလို့ဒီလိုကွဲသွားရတာလဲအဲ့ဒါ voting system ပဲဒုတိယဘုရားသခင်ကြောင့်ပဲအဲ့ဒါကြောင့်ချစ်ငယ်ဒါဆိုရင်တကယ်အရေးသွေးရှိတဲ့သူကိုချစ်ငယ်ခေါ်ဆောင်သွားမှာပဲအဲ့တော့အမှတ်တရနေရတော့သားတို့သမီးတို့ကြိုးစားပါဟိုမှာထိုင်နေတဲ့ကလေး၃ယောက်ဟုတ်လားကျော်ဦးလေးဝှစ်ပြီးလေးနော်နောက်ပြီးတော့တသားလေးဒီကလေး၃ယောက်စလုံးကလေသူ့အစွမ်းနဲ့သူတော်တယ်ဒါပေမဲ့ခုနပြောသလိုပေါ့နော်သူတို့ရဲ့နောက်မှာချစ်တဲ့ပရိသတ်အားလည်းကောင်းတယ်သူတို့ကိုယ်တိုင်ကလည်းတော်တယ်ဆိုတဲ့ခါကျတော့နေရာကောင်းကိုရကြမယ်ကလေး၄ယောက်ကြတော့လေတော်တယ်သို့တော်လေသူတို့မှာ voting အားနည်းရင်တော်ရဲ့သားနေမဖြစ်လေခြေတလန်းနောက်ဆုတ်သွားရတယ်အဲ့တော့သားတို့သမီးတို့ဝမ်းမနေပါနဲ့ကိုယ်တိုင်ပတ်စံရှိအောင်ကြိုးစားပါပတ်စံရှိတဲ့အခါကျရင်ပြန်ပွဲတော်ဝင်စရာမလိုပါဘူးချစ်ငယ်ချင်းတွေကစကားပြောတာနော်သားတို့သမီးတို့ခံစားနေရတဲ့ချစ်ငယ်သိတယ်ဒါပေမဲ့သမီးတို့ဟန်ဆောင်နေရတဲ့ချစ်ငယ်သိတယ်မျက်လုံးကိုချစ်ငယ်ကြည့်ပြီးစာဖတ်တတ်တယ်သို့တော်လေဟန်ဆောင်တာခဏပဲရတယ်နော်အဲ့တော့သားတို့သမီးတို့ရိုးသားပါကြိုးစားပါလို့ပဲချစ်ငယ်ပြောချင်တယ်ဟုတ်ကဲ့ပါပရိသတ်များအားလုံးပဲ good night ပါ